ဆဲတော့ဘာဖြစ်လဲတဲ့ဖြစ်တာပေါ့ဗျာဆဲရင်ဆဲရင်လေဆင်းရဲတယ်လေစိတ်တွေဆင်းရဲမယ်အနေတွေဆင်းရဲမှာပေါ့ပြီးရင်အစားတွေလည်းဆင်းရဲတယ်ဗျကိုပဲဆင်းရဲတာလားဆိုတော့မဟုတ်ဘူးဗျအဲ့ဒီဆဲတာကိုမြင်တဲ့လူလည်းဆင်းရဲတယ်အဲ့ဒီဆဲတဲ့အတန်ကိုကြားတဲ့လူလည်းဆင်းရဲတယ်ဗျအဲ့ဒီမြင်သူကြားသူတွေထဲမှာလေယဟန်တန်ဃာတွေလည်းပါတယ်ဗျနတ်မြတ်နတ်ကောင်းနတ်အပေါင်းတွေလည်းပါတယ်ဗျနတ်တွေပါအဲ့ကြားပြီးမြင်ပြီးဆိုရင်တော့ကိုမစောင့်တဲ့ကိုစောင့်တဲ့လဲဘယ်နေမလဲဗျာပူကြားပူမြင်ပူတိတာပေါ့ဗျာကိုစောက်ချောရတဲ့ပုံကူကဒီလိုပုံကူပါလားလို့ဆိုတဲ့အတိနဲ့ဗျာအနာမနေရစိတ်မချမ်းသာလောက်အောင်ကိုဆင်းရဲတာဗျာဒီလိုနဲ့ဗျာကောင်းတဲ့အကျင့်တွေပျောက်ပြီးတော့မကောင်းတဲ့အကျင့်တွေရောက်လို့ကိုယ့်ရဲ့ကံတွေကလည်းတဖြည်းဖြည်းနဲ့ဆင်းရဲလာတယ်ဗျာကိုကနတ်မြတ်တက်ကောင်းတွေရဲ့ဒီအကူအညီအထောက်ပံ့ကိုရကျင်နေဆိုရင်တော့အဲ့ဒီနတ်မြတ်တက်ကောင်းတွေရဲ့ထောက်ပံ့နိုင်လောက်တဲ့နေထိုင်မှုမျိုးတော့နေထိုင်တတ်ဖို့တော့လိုတယ်ဗျာကို့အနေနဲ့ဆဲတော့ဘာဖြစ်လဲဆိုရင်တော့အဲ့ဒီဆဲတာကစပြီးတော့ကိုယ့်ရဲ့အပြုအမူအပြောဆိုတွေအားလုံးကလေမကောင်းတဲ့အာကုတူကံတွေပြောဝင်လာဖို့အတွက်တကားဖွင့်ပေးလိုက်တာ ਨੇ အတူတူပဲဗျဟောဒါလေးဆဲတာကိုဘာဖြစ်တာလဲလို့တချို့လူတွေကဒီမေးကြတယ်ဗျာပြောချင်ကြတာပေါ့ဗျာကျွန်တော်တို့ရဲ့မြတ်ဗုဒ္ဓကပြောတယ်ဗျကံသုံးပါးမှာလေမနောကံကအပြစ်အကြီးဆုံးလို့ဆိုဆုံးမတော်မူတာပေါ့ဗျာကောင်းတဲ့အကျင့်တွေအစားဗျာမကောင်းတဲ့အကျင့်တွေကိုဝင်မလာအောင်ပေါ့တားဖို့ပေါ့ကို့မှာကောင်းတဲ့အကျင့်တွေပျောက်လို့ဗျာမကောင်းတဲ့အကျင့်တွေဒီရောက်လာပြီဆိုရင်လေကိုယ့်ရဲ့ကံတွေကတဖြည်းဖြည်းနဲ့မိမ့်မိန်ပျောက်ကွယ်သွားစေတယ်ဗျဒါကြောင့်များကိုသာလေကိုနှုတ်စိတ်သုံးပါးလုံးကိုအကောင်းဆုံးစောက်ထိန်နိုင်ခဲ့မယ်ဆိုရင်တော့အဲ့ဒီကိုစောက်ထိန်လိုက်တဲ့ကိုနှုတ်စိတ်သုံးပါးကပဲအကောင်းဆုံးကံတွေကိုကောင်းကောင်းကြီးတိဆောက်ပေးပါလိမ့်မယ်ဗျာ